2026 ခုဖေဖော်ဝါရီလ18ရက်နေ့မှာပြာကံဗုဒ္ဓဟူးနေ့နဲ့အတူတူကက်သလစ်ခရစ်ယာန်များအတွက်ဝါတွင်းကာလကိုစတင်ကြရတော့မှာဖြစ်ပါတယ်။မြန်မာစကားအဖြစ်ဝါတွင်းကာလဆိုတာကတော့ဝါဆိုလပြည့်ကျော်တရက်နေ့ကနေတည်င်းကျွလပြည့်နေ့အထိ3လတာကာလကိုဗုဒ္ဓဘာသာဝင်များအနေနဲ့သတ်မှတ်ကျင်းပတဲ့အချိန်ကာလဖြစ်ပါတယ်။အင်္ဂလိပ်လနဲ့ဆိုလို့ရှိရင်တော့ဇူလိုင်လကနေအောက်တိုဘာလအတွင်းနေမှာကြာရောက်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒီဝါတွင်းကာလမှာယဟန်တန်ဃာတော်များဟာမိုးရင်းကာလတစ်လျှောက်လုံးခီးဝေသွားတာခြင်းမျိုးတွေကိုရှောင်ရှားပြီးမိမိတို့သတ်မှတ်ထားတဲ့ကျောင်းတိုက်ထဲမှာပဲသတင်းသုံးနေထိုင်ပြီးဝီနီးတော်ရကျင့်ကြံနေထိုင်ကြခြင်းဖြစ်ပါတယ်။လူဝိကျော်များအနေနဲ့ကတော့ဒီကာလမှာကောင်းမှုကုသိုလ်များကိုထူးခြားခြားပြုလုပ်ကြရပါတယ်။ဥပမာဥပုပ်သီလသတင်းဆောက်တည်တာတရားဘာဝနာပွားများတာနဲ့အလူဒန်းများကိုပုံမူပြုလုပ်ကြရတဲ့ကာလဖြစ်ပါတယ်။ဝါတွင်းကာလနဲ့ကိုက်ညီတဲ့အင်္ဂလိပ်စကားကတော့ Lenten season ဖြစ်ပါတယ်။အင်္ဂလိပ်စကားအဟောင်းမှာ Lenten ဆိုတာကနွေဥပေါက်ကာလကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ဆောင်းတွင်းကာလမှာအရွက်မဲ့စွာရိုးရံဖြိုင်ပြန်ဖြစ်နေတဲ့အပင်တွေဟာပြန်လည်ပြီးစိန်လန်းဆူပြေလာကြတယ်အသက်အသစ်တွေပြန်လည်ဝင်လာကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်လက်တင်ဘာသာစကားမှာတော့ quadragesima ရက်ပေါင်း40လို့အဓိပ္ပာယ်ရပါတယ်ဆိုလိုရင်းကတော့ခရစ်တော်ရှင်ပြန်ထမြောက်တဲ့ Easter ပွဲတော်မတိုင်ခင်ရက်ပေါင်း40ကြိုတင်ပြင်ဆင်ကြခြင်းဖြစ်ပါတယ်အသင်းတော်ရဲ့အစောပိုင်းနှစ်အချိန်ကာလဒီမှာကလေးကခရစ်တော်ရှင်ပြန်ထမြောက်ခြင်းပွဲမတိုင်ခင်ရက်ပေါင်း40ကြိုတင်ပြင်ဆင်တဲ့ Quadragesima Lenten ဆိုတဲ့အချိန်ကာလကိုစောင့်ထိန်ခဲ့ကြတာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအသက်တာအသစ်ထဲမှာပါဝင်ရှင်သန်ကြဖို့အတွက်ဖြစ်ပါတယ်ဝါတွင်းကာလမှာအထူးကျင့်ရမယ့်ကျင့်စဉ်တွေကတော့တမန်ကျမ်းစာကိုဖတ်ရှုပြီးပုံမူဆုတောင်းခြင်းမိမိကိုယ်ကိုထိန်းချုပ်နိုင်ဖို့အတွက်အစားအစာများကိုချိုးချံချွေတာခြင်းပေးကမ်းစွန့်ကြဲခြင်းအဖြစ်တပါးသူများကိုပုံမူအစီခံခြင်းတို့ဖြစ်ပါတယ်။ရက်ပေါင်း40လုံးခရစ်တော်ရဲ့ဒုက္ခရှိရာခရစ်တော်ရဲ့တည်ခြင်းတရားကိုထောက်ယူဆင်ခြင်ပြီးရှင်ပြန်ထမြောက်တော်မူသောနေ့ Easter ပွဲတော်အချိန်မှာခရစ်တော်နဲ့အတူတူအသက်တာအသစ်ထဲကိုပြန်လည်ဝင်ကြဖို့ဖြစ်ပါတယ်။ဝါတွင်းကာလရဲ့နေ့ရက်များကိုအဓိပ္ပာယ်ရှိစွာဖြတ်သန်းခြင်းအဖြစ် Easter ပွဲတော်နေ့မှာခရစ်တော်နဲ့အတူတူအသက်တာအသစ်ကိုကြားရှိပိုင်ဆိုင်နိုင်ကြပါစေ။